ကြောင့်ဆင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိဝစကားရမစင်သိကြဘူကောင်သက်ကပွင့်ဒီရစေရှောင်းမဲမဟေးရေကောင်းတော့တော်လုံးမဲစာဒီဝဲစာဒီမာကေရေကောင်းတော့တော်ကမာလေးဆွဲမရှောင်းနဲ့ဟေးပထမဆူလက်အရာယူမဲတော့အိမ်မကိုတော့တဲ့တွင်တော့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာ